မဲအွန်လိုင်းတော့တဲ့ထူလာပြီဗျာတဲ့ထူကြီး ရာဇဝတ်ရှုံး ICC ကဖန်ဝရန်ထုတ်လာပါကဖိလစ်ပိုင်အပါအဝင်အာဆီယံနိုင်ငံများအနေဖြင့်မင်းအောင်လှိုင်ကိုဖမ်းဆီးပြီးဒီဟိတ်မြို့သို့ပို့ဆောင်ပေးရန် SACM တိုက်တွန်းနေတဲ့အပြီးဒီအချင်းဖန်ကောင်းဆောင်မင်းအွန်လိုင်းကိုနေပြီးတော့ ရာဇဝတ်တရားရုံး ICC ကအကြံဖတ်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကိုဖန်ဝရန်ထုတ်ပါကဖိလစ်ပိုင်တီမော်မလေးရှားစင်ကာပူနဲ့အင်ဒိုနီးရှားနိုင်ငံတို့အနေဖြင့်မင်းအောင်လှိုင်ကိုဖမ်းဆီးပြီးနယ်သာလန်နိုင်ငံတီဟိတ်မြို့ရှိ ICC တရားရုံးသို့ပို့ဆောင်ပူးပေါင်းဆောင်ရွက်ပေးကြရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကယနေ့တိုက်တွန်းပါတယ်။မင်းအောင်လှိုင်ကိုဖန်ဝရန်ထုတ်ပြန်လာသောအခါဖိလစ်ပိုင်နှင့်တီမောလက်စတေနိုင်ငံတို့အနေဖြင့် ICC တရားရုံးနှင့်ပူးပေါင်းပြီးဖမ်းဆီးပွဲပြောင်းပေးရန်လိုအပ်ပြီးမလေးရှားနှင့်စင်ကာပူတို့အနေဖြင့် ICC တရားစီရင်ရေးလုပ်ငန်းစဉ်များအပေါ်ထောက်ခံအားပေးရန်နှင့်တရားစီရင်ရေးကဏ္ဍတွင်ပူးပေါင်းဆောင်ရွက်ကြရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကတိုက်တွန်းပါတယ်။အာဆီယံအဖွဲ့ဝင်တီမောလက်စတေနိုင်ငံကဖေဖော်ဝါရီလစောပိုင်းတွင်စစ်ကောင်ဆောင်မင်းအောင်လှိုင်နှင့်စစ်တပ်ကိုစစ်ရာဇဝတ်မှုများအတွက်တရားစွဲဆိုရန်အစိုးရရှေ့နေတအုပ်ကိုခန့်အပ်ခဲ့ကြောင်းအဆိုပါလှုပ်ဆောင်ချက်မှာအာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကအခြားအဖွဲ့ဝင်တစ်နိုင်ငံကိုပထမဆုံးအကြိမ်တရားစွဲဆိုခြင်းဖြစ်ပြီးဒေသတွင်တာဝန်ခံမှုရှိစေရေးအတွက်အလဲပြောင်းမှတ်တိုင်တစ်ခုဖြစ်လာကြောင်း SACM ကဆိုပါတယ်။ယခုနှစ်အာဆီယံဥက္ကဋ္ဌတာဝန်ယူထားသည့်ဖိလစ်ပိုင်နိုင်ငံကလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများအဖြစ်ဆွဆွဲခံထားရသောသမရဟောင်းဒူတာတီကို ICC တရားရုံးသို့လွှဲပြောင်းပေးရန်ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြင့်နိုင်ငံတကာဥပဒေအပေါ်လေးစားမှုကိုပြသခဲ့ပြီးဖြစ်ကြောင်းထို့ကြောင့်ဖိလစ်ပိုင်အနေဖြင့်မြန်မာရေးတွင်လည်းအလားတူဦးဆောင်မှုပေးရန် SACM ကတောင်းဆိုထားပါတယ်။အင်ဒိုနီးရှားနိုင်ငံအနေဖြင့်ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့အပြင်၎င်းတို့၏ရာဇဝတ်မှုဆိုင်ရာဥပဒေအသစ်အရအကြီးလေးဆုံးသောနိုင်ငံတကာရာဇဝတ်မှုများကိုစီရင်ပိုင်ခွင့်ရှိနေသည့်အတွက်တက်ကြွစွာပါဝင်ရန်လိုအပ်ကြောင်း SACM ကထောက်ပြပါတယ်။မြန်မာစစ်တပ်ကစစ်အာဏာသိမ်းထားသည့်9နှစ်တာကာလအတွင်းအာဆီယံဘုံသဘောတူညီချက်များကိုချိုးဖောက်ခြင်းပြည်သူများကိုတပ်ဖြတ်ခြင်းနဲ့အာရမစစ်သားစုဆောင်ခြင်းများဖြင့်ဒေသတွင်းအကြက်တွေကိုဖန်တီးနေကြောင်း SACM ကထောက်ပြပါတယ်။မင်းအောင်လှိုင်နှင့်ကျန်းရပါများကိုတရားစီရင်နိုင်ခြင်းမှာမြန်မာပြည်သူများ၏ဒီမိုကရေစီဆန္ဒကိုခေါ်ဆောင်ပေးရုံသာမကဒေသတွင်းရှိအာဏာမတော်စစ်ဗိုလ်ချုပ်များအတွက်လည်းပြင်းထန်သောသတိပေးချက်တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း SACM ကထုတ်ပြန်ကြေညာထားပါတယ်။